ကမ္ဘာသမိုင်းတွေကိုဘာသာပြန်ပြီးတော့ကိုယ့်အမြင်နဲ့ပေါင်းစပ်ပြောရတာပြဿနာမရှိပေမဲ့မြန်မာနိုင်ငံအကြောင်းကိုပြောရင်တော့တော်တော်လေးကိုစိန်ခေါ်မှုရှိပါတယ်။ဒါပေမဲ့လည်းတချို့သောအကြောင်းအရာတွေကကျွန်တော်တို့မြန်မာလူမျိုးတွေမြင်တဲ့အမြင်နဲ့နိုင်ငံခြားကမြင်တဲ့အမြင်ကလုံးဝမတူပါဘူး။နိုင်ငံခြားမီဒီယာတွေကမျိုးစုံရေးကြပြောကြပေမဲ့ကျွန်တော်ကတော့နိုင်ငံရေးဂိမ်းကစားပွဲတွေကိုပြောပြတာတွေကိုပို့ပြီးတော့စိတ်ဝင်စားပါတယ်။ကျွန်တော်တို့မြန်မာလူမျိုးတွေလည်းသိတဲ့တယ်လို့လည်းယူဆတာလည်းရှိပါတယ်။ခုပြောပြမယ့်အကြောင်းအရာတွေကိုပုဂ္ဂိုလ်ဆွဲပါတီဆွဲမုံဆွဲတွေကိုဘေးဖယ်ပြီးတော့နားထောင်မယ်ဆိုရင်တော့အဆင်ပြေလောက်မယ်လို့တော့ကျွန်တော်ယူဆပါတယ်။ကျွန်တော်တင်ခဲ့တဲ့ဗီဒီယိုအများစုကိုနားထောင်မှုတဲ့သူတွေဆိုလို့ရှိရင်တော့ဘေးဘက်ကမှတစ်ဖက်လိုက်ပြီးတော့မပြောဘဲနဲ့အလဲလက်ဖြစ်အောင်စူးစမ်းထားတာကိုတော့သတိထားမိကြမှာပါကျွန်တော်မြန်မာနိုင်ငံကရုရှားအမေရိကန်တရုတ်အိန္ဒိယတို့ရဲ့ proxy war ဂျာကန်ကစားရာအဆင့်ပြေဖြစ်မှန်းမသိဖြစ်လာနေပါတယ်အမှားအယွင်းတစ်ခုဖြစ်တာနဲ့ကျွန်တော်နိုင်ငံက face state တစ်ခုဖြစ်လာနိုင်ပါတယ်ဒါဆိုရင်လက်ရှိကစားပွဲမှာဘယ်နိုင်ငံကအသာရနေလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်ဒုတိယအချက်အနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကိုဘယ်နိုင်ငံတွေကဘာအကျိုးတွေအတွက်ထောက်ပံ့ပေးနေတယ်ဆိုတာကိုလည်းသိဖို့လိုအပ်ပါတယ်ကျွန်တော်တို့ပြည်တွင်းကအဖွဲ့အစည်းတွေကခေါင်းစဉ်မျိုးစုံတက်ပြီးတော့ခြားကြပေမဲ့နိုင်ငံကြီးတွေကတော့အဲ့ဒီအကျိုးအတွက်သူတို့ကငွေကုန်ခံနေတာမဟုတ်ပါဘူးပထမဆုံးအနေနဲ့ကျွန်တော်တို့ကတရုတ်နိုင်ငံကိုကြည့်ရမှာပါတရုတ်နိုင်ငံကမြန်မာနိုင်ငံမှာယင်းနှိမ့်မြုပ်နှံမှုတွေအများဆုံးလုပ်ထားတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်ဒီလိုမျိုးတရုတ်စီးပွားရေးတွေနေရာတကာမှာကြီးစိုးနေတာကိုမြန်မာပြည်သူအများစုကမကြိုက်ကြပါဘူးဒီပြဿနာကိုမြန်မာအစိုးရဆက်ဆက်ကလည်းပြောင်းလဲအောင်မလုပ်နိုင်ခဲ့ကြပါဘူးအကြောင်းရင်းကတော့ American အစိုးရကမြန်မာနိုင်ငံကို KSS ပိတ်ဆို့ရေးယူခြင်းဆိုတဲ့ sanction ကိုလုပ်ထားခဲ့ကြတဲ့အတွက်ကြောင့်မလို့ American နဲ့မိဖက်နိုင်ငံတွေကမြန်မာနိုင်ငံမှာစီးပွားရေးလာလုပ်ဖို့အတွက်လက်တွန်းကြတာလည်းပါပါတယ်ဒီအချက်က American ကိုဂရုမစိုက်တဲ့တရုတ်ကြီးတို့အတွက်တော့ပွားပေါက်တိုးသွားခဲ့ပါတယ်အိန္ဒိချင်းလည်းဖြစ်တဲ့တင်စရာပေါ်များတဲ့နိုင်ငံဖြစ်တာကြောင့်မလို့သူတို့အတွက်ပရိသတ်ပင်တပင်ရတယ်လို့ဖြစ်သွားပါတယ်မြန်မာအစိုးရနဲ့အဆင်ပြေနေပေမဲ့နေဆက်တစ်လျှောက်မှာလည်းလက်နက်ကိုင်တပ်ဖွဲ့တွေကိုထပ်ပြီးတော့သူတို့ကမွေးထားပါသေးတယ်အစိုးရနာမှာတရားဝင်ဝယ်လို့ဈေးကြီးနိုင်တဲ့ဟာမျိုးတွေကိုသူတို့ရဲ့လက်နက်ကိုင်အဖွဲ့တွေကိုအသုံးချပြီးတော့အောက်လန်းနဲ့ပြန်ပြီးတော့ဝယ်ပါတယ်နေဆက်မှာနေထိုင်တဲ့တိုင်းရင်းသားတွေကိုလည်းတရုတ်စကားနဲ့တရုတ်ငွေကိုပဲအသုံးပြုစေပြီးတော့မတိမတာတရုတ်လွှမ်းမိုးမှုတွေရရှိအောင်plan ကြလုပ်ထားပါသေးတယ်မြန်မာစကားနဲ့မြန်မာစာကိုအသုံးပြုဖို့မဆိုလိုသေးပါဘူးတချို့သောတိုင်းရင်းသားကောင်းဆောင်တွေကသူတို့ပိုင်ဆိုင်တဲ့နေပြည်တွေမှာကိုယ်ပိုင်ဘာသာစကားနဲ့စာပေတွေအသုံးပြုဖို့အထီတော်မှာမေ့ပြီးတော့တရုတ်လွှမ်းမိုးမှုတွေကြီးမားနေတာပါနေဆက်တစ်လျှောက်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကတက်လာသမျှမြန်မာအစိုးရအဆက်ဆက်ကိုဖိအားပေးအကြက်ကင်ဖို့အတွက်မွေးထားတာဖြစ်ပါတယ်ဒီအဖွဲ့အစည်းအားလုံးကို Federal လေးလုပ်ပေးဖို့မဟုတ်သလိုနိုင်ငံခွဲထုတ်ဖို့အတွက်လုပ်ပေးမှလည်းမဟုတ်ပါဘူးသူနိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်အသုံးချဖို့တသက်ပဲဖြစ်ပါတယ်များမြန်မာအစိုးရနဲ့တရုတ်ကအဆင်ပြေနေတဲ့ထင်ရပေမဲ့တကယ်တမ်းတော့အဲ့လောက်ကြီးမဟုတ်ပါဘူးတရုတ်အစိုးရကမြန်မာကိုမျက်စိစမမွေးဆူရတဲ့အကြောင်းတွေရှိပါတယ်အဲ့ဒါကတော့မြန်မာအစိုးရကရုရှားနဲ့ပေါင်းပြီးတော့ရုရှားတွေမြန်မာပြည်မှာခြေရှုပ်နေတာကိုသူတို့မမြင်လို့တာပါမြန်မာအစိုးရဘက်ကလည်းစစ်ဖက်ရေးရနဲ့ပတ်သက်လို့ရှိရင်ရုရှားကိုပို့ပြီးတော့ယုံကြည်မှုရှိပါတယ်တရုတ်ကတော့သူတို့ယုံကြည်မှုရှိပုံမရပါဘူးဒါကြောင့်လည်း10နှစ်ကိုကြားပြန်ကောင်းစဉ်တက်ပြီးတော့စီးအားဆက်မှုတွေရှမ်းမြောက်မှာလုပ်သွားပါတယ်တရုတ်ထုတ်လက်နက်တွေကိုအသုံးပြုပြီးတော့မြန်မာစစ်ဘက်ကိုအကြီးအကျယ်ရှုံးနေအောင်လုပ်သွားတာတော့အားလုံးသိပါပါဒီပွဲမှာမြန်မာပြည်ကတော်လှန်ရေးအုပ်စုတွေကိုပါအသုံးချသွားပါသေးတယ်ဆုံးရှုံးသွားတဲ့နေမြေတွေပြန်လည်ရရှိဖို့အတွက်တော့မြန်မာအစိုးရနဲ့တရုတ်အစိုးရကြားမှာအပေးယူတွေအနေငယ်တော့ရှိနိုင်ပါတယ်နောက်ဆုံးမှာတရုတ်ကိုမကြိုက်တဲ့မြန်မာတွေကတရုတ်ကောင်းစားဖို့အတွက်လုပ်ပေးသွားတဲ့သဘောမျိုးတောင်တက်ရောက်သွားပါသေးတယ်ပြည်တွင်းပြဿနာကိုပြည်တွင်းမှာပဲမဆွေးနွေးကြဘဲနဲ့တရုတ်နိုင်ငံကိုခေါ်ပြီးတော့တရုတ်ကြီးကဝင်ရောက်ဆုံးဖြတ်ပေးရတဲ့အထိကျွန်တော်တို့နိုင်ငံဘက်ကအတော်လေးကိုတိတ်ခါကြစရာတွေဖြစ်သွားပါတယ်ပြည်အဖွဲ့ကတော့ဘလို့နေရာတွေကိုသိမ့်ပိုက်သွားနိုင်ပြီပဲဆိုတရုတ်ပိုင်စီးပွားရေးတွေကိုတော့ထိရတဲ့သူမရှိကြပါဘူးပို့ပြီးတော့တီးတာကတရုတ်ဆိုရကဘေမျိုးကနေထွက်ခွာပေးလိုက်ပါဆုတ်ခွာပေးလိုက်ပါလို့ပြောလိုက်တာနဲ့အကုန်လုံးကလိုက်လို့ကြပါတယ်ဒါဆိုရင်ကျွန်တော်တို့လက်ရှိဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေအားလုံးကတရုတ်နိုင်ငံအတွက်အကျိုးအမြတ်အများကြီးရှိသွားပြီလားဆိုတဲ့မေးခွန်းကိုမေးရမလို့တော့ဖြစ်နေပါပြီနောက်ထပ်ကတော့အိန္ဒိယနိုင်ငံတစ်ခုဖြစ်တဲ့အိန္ဒိယနိုင်ငံကိုကျွန်တော်တို့ကြည့်ဖို့လိုအပ်ပါတယ်ဒီနိုင်ငံကလည်းတရုတ်နိုင်ငံလှုပ်သွားတဲ့အကွက်ကိုတော်တော်လေးသဘောကျနေပုံရပါတယ်အိန္ဒိယနဲ့မြန်မာနေဆက်တစ်လျှောက်မှာလက်နက်ကန်တွေမွေးဖို့ကြိုးစားနေပါတယ်ဒါပေမဲ့သူ့အတွက်တော့ပြဿနာရှိပါတယ်အိန္ဒိယနဲ့မြန်မာနေဆက်တစ်လျှောက်မှာအိန္ဒိယအစိုးရကိုပြန်လည်ပုံကန်နေတဲ့တိုင်းသားလက်နက်ကန်တွေရှိပါတယ်မြန်မာအစိုးရဘက်ကအဲ့ဒီလက်နက်ကန်တွေကိုပြန်ကန်ပြီးတော့အသုံးချရင်သူ့အတွက်ဒုက္ခရောက်သွားနိုင်တဲ့အတွက်ကြောင့်မလို့ဒီပွဲမှာတော်တော်များများလက်ရှောင်နေအောင်မြင်ရပါတယ်နောက်ထပ်တစ်နိုင်ငံကတော့ American နိုင်ငံဖြစ်ပါတယ်သူကရောဒီပွဲမှာဘယ်လိုပါဝင်ကစားနေလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်အမှားဆုံးအနေနဲ့ကတော့ထိုင်းနိုင်ငံကိုအခြေပြုပြီးတော့ကယားပြည်နယ်နဲ့ကရင်ပြည်နယ်မှာရှိတဲ့လက်နက်ကန်တွေကိုထောက်ပံ့ပေးနေတာပါဒါပေမဲ့လည်းရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့လိုမျိုးဖြစ်ပျက်ကိုသူ့ရဲ့နယ်ပယ်တွေမှာမဖြစ်လာသေးတဲ့အတွက်ကြောင့်မလို့တရုတ်ကြီးကိုတကူးရှုံးနေတယ်လို့တော့ပြောလို့ရပါတယ်ဒါကလည်းတရုတ်ကြီးလိုမျိုးအိန္ဒိချင်းမဟုတ်ဘဲနဲ့အဝေးကနေထောက်ပံ့ရတဲ့အတွက်ကြောင့်မလို့အခက်အခဲတွေရှိနေတာလို့လည်းပြောနိုင်ပါတယ်အခုနောက်ပိုင်းမှာတော့တရုတ်ကြီးကထိုင်းနိုင်ငံကိုပါကြားပြန်ကောင်းစဉ်နဲ့ထိန်းချုပ်လာတာကိုမြင်ရပါတယ်ထိုင်းဘုရင်ကိုယ်တိုင်တရုတ်ကိုတွားပြီးတော့ဒီကြားပြန်ကိစ္စတွေကိုဆွေးနွေးရတဲ့အဆင့်တီအောင်မှဖြစ်လာခဲ့ပါတယ်ကြားပြန်ကောင်းဆောင်ရှီချစ်ကျန်းကိုတရုတ်ကိုဖမ်းပေးရတဲ့အထိကောင်မှာတရုတ်ရဲ့ဩဇာအာဏာကတက်ရောက်မှုရှိလာတယ်လို့ပြောလို့ရပါတယ်ဒီကိစ္စကအမေရိကန်အတွက်ထိုင်းကိုစိတ်ပြည့်စရာတွေဖြစ်လာမှာပါဒါကြောင့်မလို့အမေရိကန်နိုင်ငံကသူ့ရဲ့ second plan အနေနဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ကိုအခြေပြုပြီးတော့လက်နက်တွေထောက်ပံ့ပေးဖို့အတွက်ကြိုးစားလာနိုင်ပါတယ်ဒီနေရာကိုရောက်လာပြီဆိုရင်တော့တွေးစရာတွေကတော်တော်လေးကိုများသွားပါပြီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအခြေပြုရတဲ့အတွက်ကြောင့်မလို့သူထောက်ပံ့မဲ့အဖွဲ့အစည်းက ARSA ဖြစ်လာမလားဆိုတာကတော့တွေးစရာပါပဲအဲဒီလိုမျိုးဖြစ်လာခဲ့လို့ရှိရင်ရခိုင်ပြည်နယ်အတွက်ကတော့တော်တော်လေးကိုအန္တရာယ်ကြီးပါတယ်တရုတ်ကလည်းသူ့ရဲ့ပိုင်လိုင်းနေရာအထိကိုအန္တရာယ်မကျရောက်လာဖို့အတွက်အကြီးအကျယ်ကာကွယ်မှုတွေလုပ်လာနိုင်ပါတယ်အမေရိကန်ဘက်ကတော့ချင်းပြည်နယ်ကိုလည်းလက်နက်တွေထောက်ပံ့လာနိုင်ပါသေးတယ်ရုရှားနိုင်ငံကတော့မြန်မာစစ်ဘက်ကိုလက်နက်တွေရောင်းတာနဲ့ထောက်ပံ့တာတွေလုပ်နေတာပဲရှိပါသေးတယ်ကိုယ်တိုင်ပါဝင်ပတ်သက်နေတာတော့သိပြီးတော့မရှိသေးပါဘူးဒါကတော့နိုင်ငံကြီးတွေမြန်မာပြည်မှာဝင်ကစားနေတဲ့ဂိမ်းပွဲတစ်ပွဲပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အနာဂတ်မှာတွေးစရာဘူးတုတလေးရသွားလိမ့်မယ်လို့တော့မျှော်လင့်ပါတယ်